လုံးဝတိတိတွယ်တွယ်လေးနဲ့ကာကာလေးချစ်စရာလေးလို့ဖြစ်နေတယ် AC နဲ့သွင်းမဲ့ဆိုရင်0 100ကိုသူက9နာရီခွဲလောက်ကြာမှဖြစ်ပြီးချစ်စရာကောင်းတဲ့ aesthetic ဆန်နဲ့ကြားတယ်ဒါ Aceman ရဲ့သူ့ရဲ့ signature color ပေါ့နော်အားလုံးပဲမင်္ဂလာပါ Auto Blog ပိုင်းရေးမှာကျူဆိုပါရင်ကျွန်တော်အခုရောက်ရှိနေရတော့ Mini Cooper showroom ပေါ့နော်ကျွန်တော်ရဲ့ fan တွေထဲမှာ Mini Cooper fan လေးတွေလည်းပါမယ်လို့ထင်တဲ့အတွက်ကျွန်တော် Mini Cooper showroom ကိုရောက်တော့ လိုက်ကြည့်ရင်းနဲ့ဒီမှာအရင်ချစ်စရာကောင်းတဲ့ဒီ Mini Cooper ဒီ Aceman model အသစ်ကလေးပေါ့နော်အဲ့ဒီကားလေးရဲ့အကြောင်း review လုပ်ပေးမယ်သူ့ရဲ့ model ထဲမှာဆိုရင် Mini Cooper မှာ Aceman လေးရှိမယ်ပြီးတော့ June Cooper ပေါ့နော်အဲ့ဒီ package နဲ့လည်းလာတာတွေ့ပြီးတော့သူကကျတော့2 door ဖြစ်သွားမယ်ကျွန်တော်ကဒီနေ့ဟို2 door တွေရိုက်တာများနေပြီဆိုတော့4 door လေးကိုတစ်ချက်ပြောပြရအောင်ပေါ့နော်ဒီကားလေးက Aceman ဖြစ်ပြီးတော့သူကS-Grade မှာသူ့ရဲ့အရှိ headlight design ကိုကြည့်မယ်ဆိုရင်လည်းလုံးဝဒီ round design လေးတွေ့ရမယ်ဒီ headlight display က round ဖြစ်မယ်ပြီးတော့ဒီမှာ projector headlight တွေကိုအသုံးပြုပေးထားပြီးတော့အလယ်မှာဆိုရင် Mini Cooper logo ပါမယ်ဒီအလယ်မှာဆိုရင်လည်း S logo နဲ့အတူဒီမှာ nickel gradient လေးအလားစင်ပေးထားတာလေးကတော်တော်လေးမိုက်တယ်ပြီးတော့ဒီအောက်မှာဆိုရင်လည်းဆိုတာလေးလုံးပါတာတွေ့ရပြီးတော့အောက်ကဘန်ပါလေးဆိုလည်းဒီအမဲနဲ့ရွှေရောင်ကာလာလေးကိုပင်ပေါင်းပြီးအသုံးပြုပေးထားတာလေးကတော်တော်လေးမိုက်တယ်โอเคဘေးပိုင်းကဘယ်လိုရှိမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်ဘေးပိုင်းမှာကြည့်မယ်ဆိုရင်လည်းသူကဒီမှာပေါ့နော်ကားရဲ့ site လေးကိုကြည့်လိုက်ရင် Suzuki Swift နဲ့နည်းနည်းလောက်လေးပဲကြီးရလို့ထင်ရတယ်ပြီးတော့ဒီအပေါ်မှာဆိုရင်လည်းသူအကုန်လုံးကိုဒီကအမဲအောင်ကာလာကြီးပဲအသုံးပြုပေးထားမယ်ပြီးတော့သူ့ရဲ့ဒီမှာ original color လေးရဲ့အယောင်လေးရတယ်တော်တော်လေးဆန်းပြီးတော့တော်တော်လေးချစ်စရာကောင်းတာတွေ့ရတယ်ဒါ Aceman ရဲ့သူ့ရဲ့ signature color ပေါ့နော်ဒီမှာဆိုရင်လည်း Batman မှာBatman မီးကြောက်ပါလာပြီးတော့သူကဒီအောက်မှာတော့ 360 camera ပါလာတာတော့မတွေ့ရဘူးဒီမှာဆိုရင်လည်းအလွိုင်းက16လက်မအလွိုင်းကိုအသုံးပြုပေးထားပြီးတော့ဒီအလွိုင်းရဲ့ design อ่ะဆိုရင်သူက night flash design ကိုအသုံးပြုပေးထားတယ်လို့ပြောတယ်ငါလေးကတော်တော်လေးမိုက်တယ်ပြီးတော့ဒီမှာဆိုရင်ဒေါ်လော်လေးကကြတော့ဒီလိုလေးအပြောက်လေးဖြစ်မယ်ပြီးတော့အောက်မှာကျရင် Mini Cooper Go logo လေးတွေ့ရမယ်โอเคဘေးပိုင်းကြည့်ပြီးတော့အနောက်ပိုင်းကိုတစ်ချက်လောက်ကြည့်လိုက်မယ်ဆိုရင်အနောက်ပိုင်းမှာကလုံးဝတိတိတွယ်တွယ်လေးနဲ့ခင်ကာလေးချစ်စရာလေးလို့ဖြစ်နေတယ်ပြီးတော့သူ့ရဲ့ဒီအပေါ်မှာဆိုရင် tail light ကလေးကပါလာပြီးတော့အလယ်မှာဆိုရင် Mini Cooper Flywing logo လေးပါမယ်ပြီးတော့ Aceman ဖြစ်တဲ့အတွက် Aceman logo ပါပြီး S package ဖြစ်တဲ့အတွက် S logo ပါမယ်ပြီးတော့သူ့ရဲ့ဒီနောက် tail light wheel တွေကဆိုရင်လုံးဝအရင် Oris model နဲ့လုံးဝမတူတော့ဘဲနဲ့ design လေးကပြောင်းသွားတာကိုတွေ့ရမယ်အောက်မှာဆိုရင်လည်း bumper ဒီ fiber အမဲနဲ့ဒီရွှေရောင် logo လေးကိုပေါင်းပြီးတော့ပြုလုပ်ထားတာလေးကတော်တော်လေးမိုက်တယ်ပြီးတော့အလယ်မှာနောက်မှာဆိုရင်ဒီမှာ safety အနေနဲ့ sonar လေးလုံးပါလာကိုတွေ့ရမယ် okay နောက်ဖုန်းလေးကိုတစ်ချက်လောက်ဖွင့်ကြည့်မယ်โอเคအနောက်ဖုန်းကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာသူ original ရင်းလေးလေးပါလာတာတွေ့ရပြီးတော့storage space အနေနဲ့ကတော့ပုံမှန် legging တစ်လုံးလောက်ပဲစံတာကိုတွေ့ရမယ်ပြီးတော့ဒီမှာ lighting ကတစ်ဖက်ပဲပါမယ်နောက်အားသွင်းပေါက်အနေနဲ့ကြတော့ဒီမှာတွဲဖို့အားသွင်းပေါက်ကလေးတစ်ခုပဲပါလာတာကိုတွေ့ရမယ်ပြီးတော့ဒီအောက်မှာဆိုရင်ဒါ fully EV ဖြစ်တဲ့ကြောင့်သူ battery ပေါ့နော်သူရဲ့ storage space လေးတွေ့ရတယ်โอเคဒီအနောက်ပိုင်းကတော့ဒီလောက်ပဲအတွင်းပိုင်းကဘာတွေထူးလဲဆိုတာတစ်ချက်လောက်သွားကြည့်မယ်ကားလေးအတွင်းရန်ကိုဝင်လိုက်လို့ရှိရင်လည်းတော်တော်လေးချစ်ဖို့ကောင်းတယ်ဒါ Mini Cooper ကသူကအရင်တည်းကပါအပြင်ပိုင်းရောအတွင်းပိုင်းရောတော်တော်လေးချစ်စရာကောင်းတယ် aesthetic ဆန်တယ်ပြီးတော့ဒီကားလေးမှာကကြတော့ model အသစ်မှာထူကြလာရင်းနဲ့ကြတော့ဒီမှာဒီကျွန်တော်တို့ဒေါ်ဟန်နေရဆိုရင်လည်းတော့ချွန်ချွန်လေးနဲ့ချစ်စရာကောင်းတာလေးဖြစ်နေတာတွေ့ရမယ်ပြီးတော့ဒီမှာဆိုရင်အပေါ်ကကြတော့ဒါကတော့လေသာမဟုတ်ဘူး plastic ပဲအသုံးပြုပေးထားပြီးတော့ဒီမှာဆိုရင်လုံးဝဒီ chamois လိုမျိုးလေးအသုံးပြုပေးထားတယ်ပြီးတော့ambition light တွေကလည်း multi color အသုံးပြုပေးထားတာဖြစ်တဲ့အတွက်သူကညဘက်ဆိုရင်မီးလေးတွေတော်တော်လေးချစ်ဖို့ကောင်းမယ်နောက်ပြီးတော့ထူးဆန်းတာကဒီကားလေးကဒီ display စုငင်ရဆိုရင်လည်းဒီအရှိမမတွေ့ဘဲနဲ့ဟိုအပေါ်မှာ header display အနေနဲ့အသုံးပြုပေးထားတဲ့အချက်ကလေးကတော်တော်လေးမိုက်တယ်ဒါကားတော့ဖွင့်ကမှသူကဟိုအရှိကနေပြီးတော့ auto ပေါ်လာတာလေးပေါ့နော်အဲဒီအချက်ကတော်တော်မိုက်တယ်ပြီးရင်ဒီမှာဆိုရင်လည်းဒါသူ့ရဲ့ချစ်စရာကောင်းတဲ့ cute type လေးပေါ့အောင်ကာလာတွေကလည်း multi color လေးအသုံးပြုပေးထားမယ်ပြီးရင် dashboard ကလည်းတော်တော်လေးကြဲကြဲဝန်းဝန်းရှိတာတွေ့ရပြီးတော့နောက်တစ်ထူကြတာကသူ့ရဲ့ဒီပေါ့နော်mini round display အသုံးပြုပေးထားလေးကတော်တော်မိုက်တယ်ဒါသူဟို function တွေထဲမှာကြည့်ရဆိုရင်ဒီကားလေးကဒီထဲမှာဟို gain တွေလည်းစိုးလို့ရတယ်mini mode ပေါ့နော်ပြီးတော့ဟိုတခြား function တွေလည်းတော်တော်လေးစုံနေတာကိုတွေ့ရတယ်ဒီပြီးတော့နောက်ဒီရှေ့မှာဆိုရင် aircon ပေါက်ပါလာပြီးတော့ဒီအလယ်မှာဆိုရင်တော့ဒါ power အဖွင့်ပိတ်ခလုတ်ကလေးပါမယ်ပြီးတော့ဒီဘက်မှာဆိုရင်ဒီက air ပေါက်တွေတွေ့ရပြီးတော့ဒီမှာဆိုရင်ဒီက audio
adjust ခလုတ်တွေပါမယ်ပေါ့နော်ဒီအောက်မှာကြာရင်လည်းဒါ parking assistant တို့ဘာတို့ 360 camera တို့ခလုတ်တွေပါမယ်ပြီးတော့ဒီအလယ်မှာကျတော့လုံးဝအပေါ်ထိမရောက်တော့ဘဲနဲ့လုံးဝအလုံးအောက်မှာပဲဒီမှာ wire လက် charging support ဖြစ်သွားမယ်ပြီးတော့ဒီမှာ cat holder ခွက်ထဲခွက်ကလေးဆိုရင်လည်းပုံမှန်ကားရည်နဲ့မတူဘဲနဲ့သူ့ရဲ့ mini style ပေါ့နော်ချစ်စရာကောင်းတာလေးရွှေရောင်လေးနဲ့ကွက်ထားတွေ့ရမယ်ပြီးတော့ဒီမှာဆိုရင်ဒီမှာလက်တန်းလေးပါလာပြီးတော့တိုးပေါက်ကကျတော့ဒီမှာထည့်ထားတာလေးကတော်တော်လေးမိုက်အချစ်ဖို့ကောင်းတယ်သူကကျိုးနေဆွဲရတာတခြားဟာတဲ့အကောင်တွေလို့မဟုတ်ဘူးပေါ့နော်ပြီးတော့စတီယာရင်ကကြားလိုက်လေတာရဲ့ချုပ်ထားပြီးတော့အယောင်လေးကကိုကစလုံးဝမိုက်တယ်အယောင်ကဒီသူ့ရဲ့အတွင်းသားအယောင်လေးပဲအပြာရောင်လေးအသုံးပြုထားတယ်နက်ပြာရောင်လေးနဲ့ဒီမှာဆိုရင် for steering ပေါ်လို့ control တို့ဘာတို့ဒီ driving mode change တာတို့ဘာတို့ပါမယ်ပေါ့နော်ပြီးတော့လေတာပိုင်းမှာပြောရမယ်ဆိုရင်လည်းလေတာသုံးထားတဲ့အယောင်လေးကစလုံးဝချစ်စရာကောင်းပြီးတော့ခုံဒီဇိုင်းလေးကဆိုလဲတော်တော်မိုက်တယ်ပြီးတော့ဒီကားကpanorama sunroof ပါလာတဲ့အတွက်အပေါ်မှာဆိုရင်ဒီ sunroof လေးကြဲကြဲဝန်းဝန်းတွေ့ရပြီးတော့လုံးဝကားမောင်းတဲ့အခါမှာလဲ sunroof film မောင်းမယ်ဆိုရင်တော်တော်မိုက်တဲ့ feeling လေးကိုရမယ်။ Okay ဒီကားရဲ့ရှေ့ပိုင်းကိုပြောပြပါမယ်။ Okay ဒီကားလေးရဲ့ဈေးနှုန်းကကျတော့မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း2900ဝန်းကျင်ရှိမယ်ပေါ့နော်။ဒီကားရဲ့သူက fully electric ဖြစ်တဲ့ကြောင့်သူက long distance အနေနဲ့ပြောရမယ်ဆိုရင်405ကီလိုမီတာတိအသုံးပြုလို့ရပြီးတော့သူ့ရဲ့ maximum horsepower အနေနဲ့ဆိုရင်သူက160ကီလိုမီတာဝါထပ်မယ်ပြီးတော့ maximum torque အနေနဲ့ဆိုရင်333 newton meter တိအသုံးပြုလို့ရပြီးတော့သူ့ရဲ့ max speed အနေနဲ့ဆိုရင်တော့သူ180ကီလိုမီတာတိအသုံးပြုလို့ရတာကိုတွေ့ရမယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီကားလေးက AC/DC charging မှာ AC charging နဲ့သွင်းမယ်ဆိုရင်0 to 100% ကိုပေါ့နော် DC နဲ့သွင်းမယ်ဆိုရင်10 to 80% ကိုကျတော့သူကနိုင်ခွဲလောက်နဲ့ပဲ fast charging သွင်းလို့ရတယ်ပေါ့နော်ဒီကားလေးကိုပြင်းနေနောက်ဆုံး model လေးလည်းဖြစ်တယ်ပြီးတော့ကားလေးကလည်းချစ်စရာကောင်းတဲ့အတွက်ကျွန်တော်ရဲ့ fan တွေကဒီ Mini Cooper ချစ်သူလေးတွေကိုပြန်ပြီးတော့ဝေမျှပေးတာပါကျွန်တော်ရဲ့ video လေးကိုလည်းပြီးဆုံးအောင်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Facebook TikTok နဲ့ YouTube channel တို့ကိုလည်း like and subscribe လုပ်ပြီးတော့နောက် latest ကားလေးတွေသူ video လေးတွေကိုကြည့်ချင်တယ်ဆိုရင် follow လေးတစ်ချက်လုပ်ပေးဖို့အကြံပြုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် good luck ပါ